တသိန်းနဲ့ဖြစ်နိုင်တယ်။မြောင်များဆိုတော့နော်လာရီနဲ့လည်းပဲညီမျှနိုင်တယ်။အဲ့ဒီလောက်တောင်မှထွန်းမြတ်မှုကြီးတဲ့ညဒီညဖြစ်။ဒီတော့ဆဗီကတန်နဲ့ပတ်သက်ပြီးကတန်ညမြနဲ့ပတ်သက်ပြီးနော်ကျွန်တော်တို့သိကြတယ်ကတန်ညဟာလမ်းမြတ်ရမ်ဇန်ရဲ့နောက်ဆုံး10ရက်ထဲမှာရှိတယ်။နော်ဒီလိုပညာရှင်တွေရဲ့ကြားထဲမှာကတန်ညတိတိကျကျနဲ့ပတ်သက်ပြီးအဆူတွေကအမျိုးမျိုးရှိတယ်။နော်ဟာဇတ်အီမမ်အဘူနီဖာရဟ်မတ်တူလာအလိုင်တခင်ရဲ့နော်အဆူတစ်ခုမှဆိုရင်ကတန်ညဟာရမ်ဇန်တလလုံးမှာလှည့်ပတ်နေတဲ့တညမှုတညဖြစ်နိုင်တယ်။နော်တချို့အဆူတွေမှာတစ်နှစ်လုံးမှာလှည့်ပတ်နေတဲ့တညမှုတညဖြစ်နိုင်တယ်။နော်အီမမ်ဆပ်ကတချို့ဒီလိုအဆူတွေရှိတယ်။နော်ကတန်ညဟာ29ရက်ညဆိုတဲ့အဆူလေးပဲရှိတယ်။နော်ဒီတိုင်းမှာဟာဖစ်အီဘန်ကစီရဟ်မတ်တူလာအလိုင်တခင်ရဲ့အဆူတစ်ခုရှိတယ်ကတန်ညဟာ29ရက်နေ့ညဆိုပြီးတော့အီမမ်ရှာဖီရဟ်မတ်တူလာအလိုင်တခင်ရဲ့ထာမှာကျတော့ကတန်ညဟာအဆူတစ်ခုမှာ18ရက်ညရိုဇာ18လုံးရဲ့ညနောက်အဆူတစ်ခုမှာရိုဇာ22လုံးရဲ့ညဆွာဘာရီထဲမှာလည်းပဲကတန်ညနဲ့ပတ်သက်ပြီးအဆူအမျိုးမျိုးရှိတယ်ဟာဇတ်အလီတခင်နဲ့ဟာဇတ်အီဘန်မဆူဒ်ရဒီအလ္လာဟူတာလာအန်ဟူမာတခင်တို့ရဲ့ထာမှာကတန်ညက29ရက်ညနော်29ရက်ည29မတိုင်ခင်ညနော်ပြီးတော့နော်တချို့ဆွာဘာရီရဲ့ထာမှာကတန်ညက23ရက်ညနော်သူပြမဲ့နော်အဆူတွေထဲမှာအများဆုံးအဆူကတော့29ရက်ညဆိုတဲ့အဆူဖြစ်အဲ့ဒီအတွက်ကြောင့်လို့လည်းပဲနော်ကဘာကြီးတစ်ခုလုံးမှာရောကျွန်တော်တို့ဗမာပြည်မှာရော29ရက်ညကိုကတန်ညအဖြစ်နဲ့အလီထားနော်ဟာဇတ်ဥဘိယ်ဘင်ကအဘ်ရဒီအလ္လာဟူတာလာအန်ဟူတခင်ကနော်ဒီရီဝိုက်ကိုဆင့်ပြတယ်တရတမရမဆလလာလဟ်အလိုင်ဆမ်ကသူ့ကိုနော်အီဘာဒတ်လုပ်ခိုင်းတယ်ဒီညကတန်ညအီဘာဒတ်လုပ်ဆိုပြီးမှားလိုက်တယ်အဲ့ဒီည29ရက်ညတဲ့ဟာဇတ်ဥဘိယ်ဘင်ကအဘ်ကနောက်ရီဝိုက်တစ်ခုမှာကဆမ်ချင်းပြီးပြောတယ်အဲ့ဒီညကိုကျွန်တော်ကောင်းကောင်းမှတ်မိတယ်တဲ့အဲ့ဒီညက29ရက်ညတမရမဆလလာလဟ်ဆမ်ကျွန်တော်ကိုအဲ့ဒီညမှာအီဘာဒတ်လုပ်ဒီညကတန်ဆိုပြီးတမရမဆလလာလဟ်အလိုင်ဆမ်ကျွန်တော်ကိုမှားတယ်တဲ့နော်ဒီတိုင်းပဲဆွာဘာရီတဲ့ဟာဇတ်အဗ်ဒူလာဘင်အဘာစ်Hazrat Abdullah bin Umar, Hazrat Muawiyah radiyallahu ta'ala anhum နော်ဒီပုဂ္ဂိုလ်ရဲ့အဆူပါလေပဲကဒ်ညဟာ29ရက်ညပြီးတော့29ရက်ညဆိုတဲ့အဆူကပူများတဲ့အပေါ်မှာ29ရက်ညကိုပူပြီးတော့အလေးထားကြနော်ဒီတိုင်းလည်းပဲနော်ဟာဒီသ်တော်မှာရှိတဲ့ယဒ်လာဟီဖောကလ်ဂျမာအာနော်အင်ဒန်ကြီးမားတဲ့လူအုပ်စုကြီးစီမအလ္လာဟ်ရှ်မတ်တခင်ရဲ့အကူအညီလည်းရှိတယ်ဆိုတော့ဒီညမှာနော်အားလုံးအီဘာဒတ်တွေလုပ်ကြအရင်ရက်တွေမှာမလုပ်တဲ့သူလည်းဒီညအီဘာဒတ်လုပ်ကြပါပဲဒီလိုလူတွေအားလုံးတစုတစည်းနဲ့အီဘာဒတ်လုပ်တဲ့ညကိုအင်ရှာအလ္လာဟ်အလ္လာဟ်ရှ်မတ်တခင်ကဒ်ညအဖြစ်နဲ့တမတ်ကောင်းတမတ်ပေးလိုက်လိမ့်မယ်ဒါကြောင့်ဒီညဟာနော်ဒါဖြစ်နိုင်ချေအများဆုံးညပေါ့ဒီတော့နော်ကဒ်ညနဲ့ပတ်သက်ပြီးနော်ကျွန်တော်တို့ဘာအီဘာဒတ်တွေလုပ်မလဲအဲ့ဒါနဲ့ပတ်သက်ပြီးဟာဒတ်မလာနာမူဖတီတကီဥစမာနီဆာတာမတ်ဘာကာတုန်တခင်ရဲ့ဘယန်လေးတစ်ခုကျွန်တော်မနေ့ကနားထောင်ပါနော်ဆရာကြီးကကဒ်ညမှာလုပ်တဲ့အမလီခုကိုတင်ပြနော်အဲ့ဒါဒီကိုကျွန်တော်အခုပြန်ပြောင်းပြီးတော့ပြောပြမယ်နော်အဲ့ဒီအမလီခုကိုအင်ရှာအလ္လာဟ်ကျွန်တော်တို့ဒီညကဒ်ညမှာလုပ်ကြပါအင်ရှာအလ္လာဟ်တော်တော်အကျိုးရှိသွားလိမ့်မယ်ဒီညတော်တော်ကိုမှအကျိုးရှိနဲ့ကုံဆုံးပြတ်သွားလိမ့်ဒီတော့အဲ့ဒီအမလီခုရဲ့မှာနံပါတ်1အမလ်ကနမတ်ဖြစ်တယ်နော်နံပါတ်1အမလ်ကနမတ်ဖြစ်တယ်ဒီညတော့ကျွန်တော်တို့နော်မဂရစ်ဖတ်မယ်ပြီးအီရှာဖတ်မယ်နော်မဂရစ်ဒီအီရှာတွေကိုနော်ကျွန်တော်တို့အမျိုးသားတွေပလီဝေချောင်းတော်မှာဂျမာတ်နဲ့ဖတ်ဖို့ကြိုးစားနော်အီရှာဖတ်ပြီးတော့ကျွန်တော်တို့တရာဘီဖတ်မယ်ဒါကတော့ပုံမှန်ညစီညတိုင်းလုပ်နေကြကိစ္စပဲနော်ပြီးတော့တဲ့အခါမှာဆရာကြီးကပြောတယ်ဒီညနော်လုပ်တဲ့အမလီတွေမှာနံပါတ်1ကပါလဲဆိုတော့နမတ်ဖြစ်တယ်နံပါတ်1ကနမတ်နော်နမတ်ဆိုတော့ဘယ်လိုလဲဆိုတော့နော်နဖီနမတ်တွေဖတ်ပါတရာဘီပြီးတော့ထပ်ပြီးတော့နော်နဖီနမတ်တွေဖတ်တဲ့နေရာမှာတဲ့ဆရာကြီးကပြောပြဒီလိုပုံစံနဲ့ဖတ်ပါနော်ဘယ်လိုပုံစံလဲဆိုရင်နော်နဖီနမတ်တွေမှာကိရတ်အရှိကြီးတွေတွေ့ပါနော်ကျွန်တော်တို့ဆူရာတွေထဲမှာခါတိုင်းနဖီတွေဖတ်ရင်တော့ဆူရာ10ခုနဲ့ပဲတွေးပြမယ်နော်ဒီလိုဆူရာတွေထဲမှာဆူရာအရှိတွေအလွတ်ရတယ်ဆိုရင်နမတ်တွေမှာထည့်ပြီးတွေ့ပါဆူရာအရှိတွေနော်နမတ်ကိုတက်နိုင်ကြလို့ရှိအောင်ဖတ်ပါနော်နမတ်ရဲ့တရားနော်မတည့်ရနေတဲ့ဒီအချိန်အရှိကြီးဖြစ်အောင်ဆူရာကိုအရှိကြီးတွေ့နော်တွေးပြီးရင်ကျွန်တော်တို့လူခုကိုအကြာကြီးလို့ပြင်စိတ်သားကိုအကြာကြီးသွားနော်ပြန်မတည့်ရပြီးနောက်တစ်ခေါက်နော်ဆူရာအရှိကြီးတွေ့လူခုအကြာကြီးလို့စိတ်သားအကြာကြီးသွားအဲ့တော့နော်နမတ်ကိုအဲ့ဒီလိုအကြာကြီးအဲ့ဒီလိုနဖီလေးကျွန်တော်တို့ဖတ်ပါနော်ဒီလိုနမတ်ကိုအဲ့ဒီလိုအချိန်ယူပြီးတော့အေးအေးစစ်စစ်နဲ့အချိန်ကြာဖတ်တာဒါအင်ဂျာမကိုပဲဒါနော်အကျိုးဆောင်ရတယ်နော်အဲ့ဒီလိုအချိန်ယူပြီးနော်ရကူရီအစိဒါတွေကီယမ်တွေကိုအရှိကြီးလုပ်တဲ့နမတ်နာရကတ်ကဒီတိုင်းအမြတ်ဖတ်လိုက်တဲ့နမတ်ပေါင်း100ထပ်ပို့ပြီးတော့ဒါဒီနမတ်နာရကတ်မှာပို့ပြီးတော့အရေးသွေးရှိတယ်နော်ဒီတော့အဲ့ဒီလိုအချိန်ယူပြီးအဲ့ဒီလိုနော်နမတ်ကိုဖတ်ပါကျွန်တော်ဖတ်မိတယ်နော်2014ခုနှစ်တုန်းကဟက်ရှ်မှာကျွန်တော်အပါကကျွန်တော်ကိုဟာဒတ်မလာနာမူနီရအမဆာတာမတ်ဘာကာတုံကအနာမှာထိုင်ဖို့ဆိုပြီးထား
ထားခဲ့တယ်အပါက hash ကိုရက်တူနဲ့ပြန်သွားတော့ကျွန်တော်ညာတိုင်းဆရာကြီးရဲ့အနာမှာသွားပြီးထိုင်ရင်ဆရာကြီးကကျွန်တော်မဂရစ်ပြီးဆိုရင်ရှာပြီးဆရာကြီးကဟာတင်အရှိမရှိနေတယ်ဟာတင်ကအရှိနာမှာနော်ဆရာကြီးရဲ့အနာကိုကျွန်တော်ရောက်သွားရင်နော်အဲ့ချိန်မဂရစ်ပြီးတော့မဂရစ်နဲ့အရှာနဲ့ကြားပေါ့နော်ဆရာကြီးကျွန်တော်ပြောတယ်နူလာထနော်နဖီဖတ်ရအောင်နော်အဲ့ဒီလိုနဲ့နဖီဖတ်တယ်နော်ဆရာကြီးဖတ်တယ်ကျွန်တော်ဒီနာကနေဖတ်နေတယ်နော်အဲ့ဒီမှာဆရာကြီးနဖီအများကြီးလည်းမဖတ်ဘူးဟာကပ်ပဲနော်ဒါပေမဲ့အဲ့ဒီနာရကပ်ကဒီလောက်အထိကြားတယ်အဲ့ဒီလောက်အထိနော်ကြာကြာညောင်းကျွန်တော်တို့တစ်ခါမှမဖတ်ခဲ့ဘူးအရင်နော်ဆရာကြီးနော်ကီအောင်အကြာကြီးပဲနော်လူကူအကြာကြီးလုပ်တယ်နော်စိတ်ဓာတ်အကြာကြီးတော့နော်နဖီနာရကပ်ထဲနေတယ်ပဲနော်7မိနစ်15မိနစ်လောက်နော်ကြာသွားတယ်အဲ့ဒီလောက်အထိဆရာကြီးအဲ့ဒီလိုဖတ်နော်ဒါကြောင့်နော်နမတ်ဖတ်တတ်တာဒါပေမဲ့နမတ်ကတော့အားမဖတ်တတ်တာပဲနော်သူပေမဲ့လည်းနမတ်ကိုအခုလိုအရေးသွေးပြီးနော်ဖတ်တတ်အောင်ဒါကျွန်တော်တို့သင်ပေးတာပေါ့ဒီလိုရှိုက်တွေအကြီးအကဲတွေကဒီလိုဖတ်ရတယ်ဆိုပြီးသင်ပေးတာဒီတော့နော်ဒီအခုရှေဘီကတန်ညမှာကတန်ညမြတ်မှာနော်နမတ်တကဒီလိုနမတ်အရှိကြီးတွေကျွန်တော်တို့ဖတ်ပါဒီတော့ဟာမူတီတကိစ္စကထပ်ပြီးပါပြောပြတယ်ဆိုတော့နော်အဲ့လိုဖတ်တဲ့နေရာမှာတဲ့အခုစိတ်ဓာတ်လို့နော်စိတ်ဓာတ်ကအခုအကြာကြီးသွားမယ်ဆိုတော့စိတ်ဓာတ်မှာစိတ်ဓာတ်ရဲ့တစဘီရှိတယ်ဆူဘာနာရဘီအလ်အာလာဖတ်တယ်ဖတ်ပြီးဝိုင်းစိတ်ရပါပြောလဲဆိုတော့စိတ်ဓာတ်မှာဒူအာတောင်းပါတယ်နော်ဒီတော့မစအလာယာနဖီလနမတ်တီရဲ့စိတ်ဓာတ်မှာဒူအာတောင်းလို့ရတယ်နဖီလနမတ်ဖရတ်ဆိုတော့မရနော်နဖီလဒီရဲ့စိတ်ဓာတ်မှာဒူအာတောင်းလို့ရတယ်ဒါပေမဲ့ဒူအာကနော်စီကံချက်ကပါလေဆိုရင်ကုရ်အာန်နဲ့ဟာဒီစ်မှာလာတဲ့အာရဘီလိုဒူအာပဲဖြစ်ကနော်ကျွန်တော်မြန်မာလူတော့တောင်းလို့မရကိုတက်တဲ့ဘာသာစကားနဲ့တော့တောင်းလို့မရဘူးကုရ်အာန်နဲ့ဟာဒီစ်မှာလာတဲ့အာရဘီစကားနဲ့ပဲအာရဘီဘာသာနဲ့ပဲဖြစ်ကဒီတော့ကျွန်တော်တို့နော်စိတ်ဓာတ်ရဲ့အခြေအနေမှာစိတ်ဓာတ်ရဲ့အခြေအနေဆိုတာဒါအလ္လာဟ်ရှမတ်တခင်နဲ့အင်တန်နီးတဲ့အခြေအနေအလ္လာဟ်နဲ့အနီးဆုံးကိုကျွန်တော်တို့ရောက်နေတဲ့အခြေအနေအဲ့ဒီအခြေအနေမှာကျွန်တော်တို့ဒူအာလုပ်ပါနော်ဒူအာဘာရီရတယ်များသောအားဖြင့်ကုရ်အာန်ရဲ့ဒူအာတွေကျွန်တော်တို့ရရောဘနာအာတီနာဖီဒူနီယာဟဆနာဝဖီလာခီရတီဟဆနာဝကီနာအဒါဘနာနော်ဒါဒုနီယာအခီရတ်မှာကောင်းစားဖို့ဒီဒူအာတောင်းမယ်ဒီတိုင်းမဲ့ဂုဏတွေမာဖြစ်ဖို့ကုရ်အာန်မှာပါပါလေရဘနာဆလမ်နာအန်ဖူဆနာဝအင်လမ်တဂ်ဖီလနာဝတရဟမ်နာလနကူနန်နာမီနလ်ခါစီလင်နော်ရဘ်ဘီဂ်ဖီရဝရဟမ်ဝအန်ဒါခိုင်ရူရာဟီမင်နော်ဒီဒူအာတောင်းမယ်ပြီးမိဘအတွက်ဆိုရင်ရဘ်ဘီရဟမ်ဟူမာကမာရဘယာနီဆဂီရာဒူအာတောင်းမယ်ကိုယ့်ရဲ့ဇနီးတွေသားသမီးတွေအတွက်ဆိုရင်ရဘနာဟဘလနာမင်အဇဝါဂျီနာဝဇူရီယာတီနာကုရတာအယွန်ဝဂျအလ်နာလီမုတကီနာအီမာမာဒီတိုင်းမဲ့ကုရ်အာန်မှာနောက်ထပ်ဒူအာတွေကျွန်တော်တို့ဘယ်ဒူအာတွေရလဲဆူရာဘကရာရဲ့နောက်ဆုံးအာယတ်ရဘနာလာတူအာကိဖနာအင်နစီနာအောအခတွာနာစသဖြင့်ဒီဒူအာတွေရှိတယ်ဒီတိုင်းမဲ့ဟာဒီစ်ထဲကဒူအာတွေရှိတယ်နော်အလ္လာဟူမအင်နာနော်အလ္လာဟူမအင်နီအစအလူကလ်ဂျန်နာဝအူဇူဘီကမင်နန်နာနော်အလ္လာဟူမအင်နာနစအလူကလ်အဖဝလ်အာဖီယာဖီဒ်ဒုနီယာဝလ်အာခီရာနော်ဒါဟာဒီစ်ကဒူအာတွေဒီတိုင်းမဲ့အလ္လာဟူမအင်နာနဂျာလူကဖီနဟူရီဝနအူဇူဘီကမင်ရှူရူရီအောနာကျွန်တော်တို့ဖတ်ခဲ့တဲ့ဒူအာတွေအလ္လာဟူမနော်အင်နာနအူဇူဘီကမင်နလ်ဘရစီဝလ်ဂျူနူနဝလ်ဂျူဇာဝမင်ဆယီလ်အစကာ اللهم إنا نعوذ بك من جهد البلاء ودرك الشقاء وسوء القضاء وشماتة الأعداء ဒါတွေကဒါ hadith ကဒူအာနော်ဒီတော့ဒီစိတ်ဓာတ်ထဲမှာကျွန်တော်တို့ရတဲ့လောက်ပေါ့ဘေးဒူအာတွေအလို့ရတယ်ကိုရတဲ့ဒူအာတွေကိုစိတ်ဓာတ်ထဲမှာကျွန်တော်တို့တောင်းပါအဲ့ဒီနဖင်ဖတ်တယ်နော်အဲ့ဒီစိတ်ဓာတ်ထဲမှာထည့်ပြီးတောင်းပါအဲ့ဒီလိုဖတ်လိုက်မယ်ဆိုရင်ဒီနဖင်နာရကတ်တကက်တမှုရှိတဲ့နဖင်လေးဖြစ်သွားနိုင်မှာဘယ်လောက်ဖတ်နိုင်လဲနော်အဲ့ဒီလိုချာချာညံ့ညောင်းနဲ့အချိန်ယူပြီးတော့ဘယ်လောက်ချာချာဖတ်နိုင်ဘယ်လောက်အရေးတော့ဖတ်နိုင်လဲအဲ့ဒီလောက်ဖတ်ပါနော်အကေအဲ့ဒီလိုအချိန်ယူပြီးနဖင်နာရကတ်ကိုတိချာချာအခုနပြောတဲ့ပုံစံအတိုင်းနော်ကျွန်တော်နဖင်နာရကတ်သူ့ပေါင်း၄ကဖတ်နိုင်တယ်ရှစ်ကတ်မာရှာလာကောင်းတယ်နော်10ကဖတ်နိုင်တယ်နော်ရကတ်20မာရှာလာကောင်းတယ်ကိုနိုင်တယ်လို့ဖတ်ပါနော်ဒါတော့ဆရာကြီးတင်ပြတာဖြစ်တယ်ပြီးတော့နောက်ထပ်တစ်ခုကကျွန်တော်ဘက်ကနေထပ်ပြီးဖြည့်ဆွတ်ချင်တာကနော်ကျွန်တော်တို့ဆလာတူတက်စဘီပေါ့နော်ဆလာတူတက်စဘီဒါလေးပဲဒီညမှာဖတ်ပြသွားရင်အင်တန်ကောင်းနော်ဆလာတူတက်စဘီရဲ့ထွန်းမြတ်မှုလည်းပဲအင်တန်မှာကိုပဲကြီးမာနော်တောင်းရမြတ်ကြီးဆလလာအလိုင်ဆမ်ကအဘတ်တခင်နဲ့ဟာဇတ်ဂျာဖာဘင်အဘီတာလီရဒီအလ္လာဟူတာလာအန်ဟူမာဒီဆာဘာနဘာကိုတမန်မဆလာဆမ်နော်အထူးတင်ပြီးခဲ့တယ်နော်တီတန်ကိုဒီနော်ဆလာတူတက်စဘီကိုတင်ပြီးခဲ့ဆလာတူတက်စဘီရဲ့ဖစီလတ်တွေအများကြီးရှိတယ်ထွန်းမြတ်မှုတွေအဲ့ဒီထဲမှာတစ်ခုကအဘူဒါဝုဒ်ဂျမ်မလာရှိတယ်ဒုနီယာမှာရှိတဲ့လူတွေရဲ့အရေးအတွက်ထက်ကိုကုနာကိုများနေတော့မှဖြစ်တယ်နော်ဒီတိုင်းပဲနော်အီဗနီမာဂျာကျမ်းမှာရှိတဲ့ဒုနီယာမှာရှိတဲ့တေးတွေရဲ့အရေးအတွက်ထက်ကိုကုနာကိုများနေတော့ဆလာတူတက်စဘီကြောင့်နော်အလ္လာဟ်ရှမတ်တကယ်မာဖ်လုပ်မယ်နော်ဒီတိုင်းမဲ့တဘရာနီချမ်းမလာရှိတဲ့တမုတ်တရားမှာရှိတဲ့ရည်မြုပ်တွေထက်ကိုကုနာကပူများနေတော့အလ္လာဟ်ရှမတ်တခင်
နော်ဆလာတူတစဘီဖတ်ခြင်းအဖြစ်ကိုနာမာဖလို့ဘုကောင်းကင်မှာရှိတဲ့ခြေတွေထက်ကိုကနာပူများနေတော့မှအလ္လာဟ်ရှိမတ်တခင်နော်ဆလာတူတစဘီဖတ်တဲ့သူကိုအလ္လာဟ်မာဖလို့မယ်ဒီတိုင်းပဲနော်ဒုနီယာမှာရှိတဲ့ရက်တွေထက်ဒုနီယာကြီးရဲ့ရက်တွေအားလုံးထက်ကိုကနာကပူများနေတော့မှအလ္လာဟ်ရှိမတ်တခင်ဆလာတူတစဘီဖတ်တဲ့သူကိုမာဖလို့မယ်တမန်တော်မြတ်ကြီးဆလလာလဟ်အလိုင်းဝါဆလမ်အမိန့်ရှိခဲ့တယ်ဒီတော့ဆလာတူတစဘီရဲ့နော်ဖဇီလတ်တွေပဲအင်တမန်ကိုပဲကြီးမာတယ်ဒါတော့အခုနောက်နဖီတေကိုလည်းအချိန်ယူပြီးတော့ပတ်ပြီးတဲ့အခါမှာဆလာတူတစဘီတမန်တော်မြတ်ကြီးဆလလာလဟ်အလိုင်းဝါဆလမ်တင်ပြီးတဲ့အခါမှာတခါလေးတမန်တော်အမိန့်ရှိတယ်နီးတိုင်းဖတ်နိုင်အင်တန်ကောင်းနော်အလို့မနိုင်တပတ်တည့်ရဂျုံမာညာဖတ်ပါနော်ဂျုံမာညာဖတ်ပါနော်တပတ်မှာတစ်ခါနော်အလို့မနိုင်တလားမှာတစ်ခေါက်တော့ဖတ်အလို့မနိုင်ဆိုရင်အနည်းဆုံးတစ်နှစ်မှာတစ်ချိန်တော့ဖတ်အလို့မနိုင်ဆိုရင်လည်းတစ်သားမှာတစ်ခေါက်တော့ဖတ်ဖြစ်တယ်ရှိကိုရှိရဘလို့မဆိုးဖို့ကျွန်တော်တို့တွေနော်ဒါနေတိုင်းတော့မဖတ်ပြကြဘူးတချို့တပတ်တစ်ချိန်နဲ့ဖတ်ပြခြင်းမှာဖတ်ပြပြီးတော့အခုလိုညာထူးညာမြတ်တွေမှာဆွာလာတူတစဘီနမတ်ကိုဖတ်ခြင်းအဖြစ်နော်ဒီရဲ့အကျိုးထူတွေကိုကျွန်တော်တို့ခံစားရနိုင်တယ်နော်ဒါကနံပါတ်1အချက်ဖြစ်နော်နံပါတ်2အချက်နော်ဆရာကြီးကသင်ပြတယ်ပါအမှလုပ်တင်လဲဆိုတော့ကုရ်အာန်တီလာဝတ်လုပ်ပါဒီညမှာဘာကြောင့်လဲဆိုရင်ဒီညမှာအလ္လာဟ်ရှိမတ်တခင်ကနော်ကုရ်အာန်ကိုချပြီးခဲ့နော်ကုရ်အာန်ကိုအလ္လာဟ်ရှိမတ်တခင်2ကြိမ်ချပြီးခဲ့တယ်တစ်ကြိမ်ကနော်မူကောင်းရင်ပထမတစ်စီကိုအလ္လာဟ်ရှိမတ်တခင်လောင်းရင်မာဖူးစကန်လေးတပြိုင်တည်းချပြီးနော်နောက်တစ်ကြိမ်ကအဲ့ဒီမူကောင်းရင်ပထမတက်ကနေတမန်တော်မြတ်ကြီးဆလလာလဟ်အလိုင်းဝါဆလမ်စီကိုအဲ့ဒီ2ကြိမ်လုံးကကဒ်ညတွေကြီးမှာပဲပြီးတော့ကဒ်ညဟာကုရ်အာန်ချခဲ့တဲ့ညဖြစ်တယ်အင်နာအန်ဇလနာဟူဖီလိုင်လတ်လ်ကဒ်နော်အဲ့ဒီအတွက်ကြောင့်မို့လို့နော်ကဒ်ညကိုကုရ်အာန်များများစွာတီလာဝတ်လုပ်ပါကဒ်ညမှာနော်ဒီလိုကုရ်အာန်နဲ့ပတ်သက်ပြီးဆဝပ်ကကုရ်အာန်ဖတ်တဲ့အခါမှာကျွန်တော်တို့စကားလုံးတစ်လုံးရဲ့ဆဝပ်က30ရနော်အလီဖ်လာမ်မင်ဆိုရင်အလီဖ်ရဲ့ဆဝပ်က30လမ်ရဲ့ဆဝပ်က30မင်ရဲ့ဆဝပ်က30နော်အခုရမ်ဇန်မှာအားလုံး80ထပ်တိုးနေတယ်ဆိုတော့ကျွန်တော်တို့ဘယ်လောက်ဖြစ်သွားပြီလဲတစ်လုံးရဲ့ဆဝပ်900ဖြစ်သွားပြီနော်အခုဖတ်မိညာကဒ်ညဆိုတော့ကျွန်တော်တို့တွေးကြည့်နော်ကုရ်အာန်တစ်လုံးရဲ့ဆဝပ်ဘယ်လောက်တောင်မှများသွားမလဲပြီးတော့ကျွန်တော်တို့ဒီညမှာနော်ကုရ်အာန်ပြားမြောင်စွာဖတ်ပါဒီတိုင်းကိုဖတ်နေကြရှိမယ်လေဘယ်နေရာရောက်နေပြီလဲအဲ့ဒီနေရာကနေပဲဆက်ပြီးတော့များမြောင်စွာနော်တညလေးမှာ2ပါးလား3ပါးလား4ပါးလားဖတ်လိုက်ကျွန်တော်တို့အင်တာမန်ကိုပဲအကျိုးဆဝပ်တွေအများကြီးရသွားမယ်နော်ဒါကနံပါတ်2အမှန်ဖြစ်နော်နံပါတ်3အမှန်ကကျွန်တော်တို့ဒူအာလုပ်ပါဒူအာဒီညမှာနော်ဒီနေ့ဒူအာအထူးတောင်းရမယ်ညဖြစ်ဒူအာအထူးတောင်းရနော်ဒူအာနဲ့ပတ်သက်ပြီးတောင်းတဲ့အခါမှာနော်အလ္လာဟ်ရှိမတ်တခင်ကျွန်တော်တို့ကိုမဂ်ဖီရတ်ချင်းမြင့်ဖို့အပြစ်ကုနာတွေကနေမာဖ်လုပ်ဖို့နော်ဒါလည်းပဲတောင်းရမယ်ဒါအရေးကြီးတယ်အရင်ဆုံးဒါတောင်းရမယ်ပြီးကိုယ့်ရဲ့ဒုနီယာရဲ့လိုအပ်ချက်တွေနော်စီဝါရေးအစဉ်ပြေကြီးလားဂျမားရေးကောင်းခြင်းလားနော်ဘာလူချင်းလဲလူချင်းတာတွေဒီညကျွန်တော်တို့တောင်းရနော်ဒူအာဆိုတဲ့နေရာမှာကျွန်တော်တို့အများကြီးလူတွေရှိတယ်ဒူအာကိုယ့်ကိုတောင်းနေနော်ဘာတောင်းလို့တောင်းမှမသိကြဘူးနော်ဒူအာကိုယ့်ကိုလက်ဖြတ်ပြီးတောင်းတဲ့အခါကျတော့တောင်းနေ9မိနစ်လောက်တောင်းနေထပ်တောင်းကြမရှိတော့နော်ဘာလို့မတောင်းတတ်ကြတာပေါ့နော်ဒူအာအဲ့ဒီလိုမျိုးဖြစ်တတ်ကြနော်အမှန်တကယ်လို့ဒီလိုညမျိုးကဒူအာနော်နိုင်က45မိနစ်တောင်းရမယ်ညာအနည်းဆုံးဒါပေမဲ့9မိနစ်10မိနစ်15မိနစ်တောင်းလို့ရရင်ဘာဆက်တောင်းလို့တောင်းမှစဉ်းစားလို့မတတ်တော့ဖြစ်တတ်ကြဒီတော့နော်ဟာမူတီတကီဆပ်ကဘာမရှောရာပြီးလဲဆိုရင်ကျွန်တော်တို့အဲ့လိုဖြစ်တယ်ဆိုလို့ရှိရင်လည်းနော်ကျွန်တော်တို့ဘေးစာအုပ်ကိုကင်လိုက်ပြီလဲဆိုတော့မူနာဂျာတီမကဘူလ်စာအုပ်ကိုကင်လိုက်မူနာဂျာတီမကဘူလ်ကဒူအာဒီကကျွန်တော်တို့နော်ဇင်ဒဂီမှာတစ်ခေါက်တော့အဲ့ဒီဒူအာတွေဘာသာပြန်အပြင်မှာလဲစာအုပ်ရှိတယ်ဘာသာပြန်ဖတ်ကြည့်ဒီလောက်ကောင်းတဲ့ဒူအာတွေဒူအာတပုတ်တပုတ်ကလေကျွန်တော်တို့ဇင်ဒဂီမှာအဲ့လိုဒူအာမျိုးကိုယ့်အတွက်အဲ့လိုဒူအာမျိုးတောင်းဖို့စိတ်တောင်ကူးမိမှာမဟုတ်အဲ့လောက်ပြည့်စုံတဲ့ဒူအာတပုတ်တပုတ်ကနော်တိတ်အတိတ်ပဲကောင်းတဲ့ဒူအာဒူအာတွေအားလုံးကလည်းကုရ်အာန်မှာပါတဲ့ဒူအာလို့ဆိုရင်တမန်တော်ဆလောဆမ်တင်ပြီးခဲ့တဲ့ဒူအာဒါကြီးပဲနော်ဒီတော့မူနာဂျာတီမကဘူလ်မန်ဇီလ်9ခုရှိတယ်နော်အဲ့ဒါကို9ခုလုံးဒီညမှာဖတ်လိုက်ဘယ်တော့ကြာနော်45မိနစ်နော်မိနစ်40ပေါ့နော်ဒီလိုမျိုးအဲ့ဒီဒူအာတွေကအင်ရှာအလ္လာဟ်ကျွန်တော်တို့အတွက်ဒီညမှာဖတ်ခြင်းအဖြစ်အင်တန်အကျိုးထူပါနော်ဟာငါနားမလဲပဲဖတ်လို့ဘာအကျိုးရမလဲအဲ့ဒီလိုမထင်နဲ့ကျွန်တော်မှတ်ထားပါဒီဒူအာကတမန်တော်ဆလလာလဟ်အလိုင်းဝါဆလမ်တင်ပေးခဲ့တဲ့ဒူအာအွမ်မတ်ကိုတမန်တော်ဖတ်စီခြင်းလို့တင်ပေးတာနော်အွမ်မတ်ကိုတမန်တော်ဖတ်စီခြင်းလို့တောင်းစီခြင်းလို့တမန်တော်တင်ပေးခဲ့တာနော်တခါတခါဒီလိုရှိတယ်အလ္လာဟ်ရှိမတ်တခင်ကဒူအာကဘူလ်လုပ်ချင်အလ္လာဟ်ကိုယ်တိုင်ဒူအာပြန်တင်ပေးလိုက်ဥမာကြီးတချို့တွေတင်မလာရှိတယ်တမန်တော်အာဒမ်အလိုင်ဆလမ်ကိုအလ္လာဟ်ရှိမတ်တခင်နော်ရဘ္ဘနာဇလမ်နာအန်ဖူဆနာဝအင်လမ်တဂ်ဖီရ်လနာဝတရဟမ်နာလနာကူနန်နာမင်အလ်ခါစ်အလ္လာဟ်ရှိမတ်တခင်ကိုယ်တိုင်တင်ပေးလိုက်တယ်ဒီလိုတောင်းမှအလ္လာဟ်လက်ခံလိုက်နော်ဒီတိုင်းမှာတမန်တော်ယူနုစ်အလိုင်ဆလမ်ကိုအလ္လာဟ်ရှိမတ်တခင်ကိုယ်တိုင်ပြန်တင်ပေးတယ်လာအီလာဟ်အီလာအန်ဒဆူဘဟာနကာအင်နီကွန်တူမင်အဇ်ဇာလီမင်အလ္လာဟ်ကိုယ်တိုင်ပြန်တင်ပေးလိုက်တယ်နော်ဒီလိုတောင်းမှအလ္လာဟ်ရှိမတ်တခင်လက်ခံဒီလိုတမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကလည်းဒီဒူအာတွေအွမ်မတ်ကိုတင်ပေးတယ်ဆိုတာကဒီလိုမျိုးတောင်းရင်အလ္လာဟ်လက်ခံမယ်ဆိုတာချိန်တည်ပြီးလို့တမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်တင်ပေးလိုက်တာနော်ဘာလို့ပြေဆုဖကာဆပ်ကပမာပြီးတယ်နော်တမန်တော်တင်ပေးခဲ့တဲ့ဒူအာတွေအားလုံးကတမန်တော်ကိုယ်တိုင်တောင်းခဲ့တဲ့ဒူအာတွေဒီဒူအာတွေကချိန်တည်အလ္လာဟ်စီမှာကဘူဖြစ်ပြီးသားတယ်
နော်ဒီတော့ကျွန်တော်တို့စဉ်းစားကြည့်တဲ့တော့တစ်ချောင်းကတော့ကလောက်ကိုတစ်ချိန်ဖွင့်လို့ရရင်အချိန်100လည်းဖွင့်လို့မရနိုင်စရာအကြောင်းမရှိဘူးအချိန်1000လည်းဖွင့်လို့မရနိုင်စရာအကြောင်းမရှိဘူးဒီဒွါမျိုးတွေကအလတ်ထံမှာတစ်ချိန်ကဘူလ်ဖြစ်ထားဘူးလေနော်ကျွန်တော်တို့အချိန်ပေါင်း1000တောင်းတဲ့ကဘူလ်ဖြစ်မှာပဲဒီတော့ဒါတွေကိုဒွါအီမာဆူရာကုရ်အာန်ဒီဒွါစသဖြင့်ခေါ်တယ်နော်တက်တော့ကောင်းတယ်မူနာဂျာတီမကဘူလ်ကဒွါတွေနော်ဒီတော့ကျွန်တော်တို့ဒီညမှာအကိဒဒွါကိုလက်ဖြတ်တောင်းတာတော့ကိုတိတ်မတောင်းတတ်ဘူးဘယ်လိုဆိုရင်လည်းပိုကောင်းတယ်ဒီညမှာအဲ့ဒီမူနာဂျာတီမကဘူလ်မန်ဇီလ်ခုနခုလုံးကိုအဆအဆုံးဖတ်လိုက်တော့မူနာဂျာတီမကဘူလ်ဆောင်းအိမ်မှာမရှိဘူးဆိုရင်နော်ဒါတော့ရှားမခောက်ကျွန်တော်ဖုန်းနေရှိတာပဲနော်ဖုန်းမှာနော်ကျွန်တော်တို့iPhone ပဲဖြစ်ဖြစ် Android ပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ Play Store တို့application တွေ download လုပ်တဲ့ထဲမှာမူနာဂျာတီမကဘူလ်လို့ရိုက်လိုက်ရင်နော်အဲ့ဒါ automatic နော်အဲ့လို application လုပ်ပြီးသားပဲနော်အဲ့ဒါလေးကိုကျွန်တော်တို့ download လုပ်လိုက်ရင် second by minute တောင်မကြောက်ဘူးဘယ်ဒီလိုကိုဖုန်းနဲ့ဖတ်လို့ရသွားပြီเนาะအာမီလိုရေးထားတဲ့ inter ရှင်းလေးနဲ့ပဲเนาะဒီတော့ဒီညမှာเนาะမူနာဂျာတီမကဘူလ်အစအဆုံးတစ်ခေါက်ဖတ်လိုက်တဲ့နဲ့အချက်တတိယအမန်ဖြစ်တယ်เนาะစရုထအမန်ကပါလေเนาะအခုထားပါတော့ကျွန်တော်တို့နမတ်ဖတ်တယ်ကုရ်အာန်တီလာဝတ်လုပ်တယ်ဒူဝါတောင်းတယ်เนาะအချိန်တိုင်းတော့လုပ်ဖြစ်မှာမဟုတ်ဘူးတချို့အချိန်ထားမယ်ထိုင်မယ်သွားမယ်လာမယ်ခဏတပြုတ်နားမယ်အဲ့ဒါတော့ရှိပါပဲเนาะအဲ့ဒီလိုရှိတဲ့အခါကျရင်เนาะဆရာတခင်ကြီးကတင်ပြတယ်เนาะအဲ့ဒီလိုအချိန်မျိုးထိုင်မယ်ထားမယ်သွားလာခဏတပြုတ်နားတဲ့အချိန်တိုင်းကျွန်တော်တို့ဘာဖတ်တင်လဲဆိုတော့เนาะတတိယကလီမာဖတ်ပါတယ်ဆုဘဟာနလ္လာဟီဝလ်ဟမ်ဒူလ illah ဝလာအီလာဟ်အီလ္လာဟ်ဝလ္လာဟူအက်ဘာဝလာဟောလာဝလာကူဝတာအီလာဘီလာဟီအလီယလ်အဇဝီဒီလိုတတိယကလီမာရဲ့အကျိုးကလည်းတိတ်များအဒီစတော်မလာရှိတယ်နော်တတိယကလီမာနော်တတိယကလီမာတစ်ခေါက်ဖိုင်အလ္လာဟ်ရှမတ်တခင်ဂျန်နတ်မှာအပင်တပင်ချင်းမြစ်နော်နောက်ဟဒီစတော်မလာရှိတယ်အလ္လာဟ်ရဲ့ခံတော်ပါမှာအလ္လာဟ်ရှင်အနှစ်သက်ဆုံးသောစကားလုံးတွေဟာဒီတတိယကလီမာရဲ့စကားလုံးတွေဖြစ်တယ်နော်ဒီတော့နောက်ဟဒီစတော်တပုတ်မှာလာရှိတယ်တဘရာနီကျမ်းမှာတတိယကလီမာမှာပါတဲ့စကားလုံးတစ်လုံးရဲ့ဆဝတ်ကအဟုတ်တောင်ထပ်ပူပြီးတော့များပြတယ်နော်တတိယကလီမာမှာပါတဲ့အခရာတစ်ခုတစ်ခုကိုအလ္လာဟ်ရှမတ်တခင်ဆဝတ်စေဘူးစီချင်းမြစ်တယ်တတိယကလီမာဟာဂျဟန္နမ်နဲ့ကိုယ်နဲ့ကြားမှာတိုင်းအကာတပွဲဖြစ်စေမယ်ဒီတိုင်းပဲတတိယကလီမာဖတ်တဲ့သူကိုနော်ဒီဖရစ်စတာတွေနော်ဖရစ်စတာတွေကမဖေရတ်ချင်းမြတ်တော့အမှုမယ်နော်တတိယကလီမာနော်ဖတ်ချင်းဟာဒါနော်မဖေရတ်ရဖို့အတွက်ဒါအကောင်းဆုံးအကြောင်းကတစ်ခုပဲဒီတိုင်းပဲတတိယကလီမာဖတ်တဲ့သူဟာနော်ဒါဆဒကာလုပ်တာတဲ့ဆဒကာဒီတတိယကလီမာရဲ့အရေးတွက်နဲ့အညီသူဆဒကာလုပ်တဲ့ဆောဝတ်ကိုအလ္လာဟ်ရှမတ်တခင်ချင်းမြတ်မယ်နော်ဒီတော့နော်ဒီအဘူဒါဝုဒ်ဂျာမလာရှိတဲ့လူတစ်ယောက်ကကုရ်အာန်ဖတ်ဖို့ကုရ်အာန်တော့ဖတ်ချင်တယ်ဒါပေမဲ့ကုရ်အာန်ဖတ်ဖို့အခက်ခဲဖြစ်တဲ့သူရှိတယ်ဥမာဖြင့်နော်တချို့တွေရှိတယ်ကုရ်အာန်မဖတ်တတ်ဘူးပေါ့နော်ကုရ်အာန်ဖတ်ရနော်တိတ်အဆင်မပြေဘူးကုရ်အာန်ကောင်းကောင်းမဖတ်တတ်ကြအဲ့လိုဆိုရင်ねတော့ဟာဒီစ်တော်မှာလာရှိတယ်ကုရ်အာန်ဖတ်ဖို့ခက်ခဲတဲ့သူတော့နော်အကောင်းဆုံးသောကုရ်အာန်ရဲ့အစာဟာတတိယကလီမာဖြစ်တယ်နော်ဒီတော့တတိယကလီမာတော်တော်ကိုမှအကျိုးဆောက်များတယ်ဒီတော့တတိယကလီမာဆိုတာကျွန်တော်အခုနပြောတဲ့စာသားတွေပေါ့ဆုဘဟာနလ္လာဟီဝလ်ဟမ်ဒူလ illah ဝလာအီလာဟ်အီလ္လာဟ်ဝလ္လာဟူအက်ဘာဝလာဟောလာဝလာကူဝတာအီလာဘီလာဟီအလီယလ်အဇီဒီတော့အဲ့ဒီတတိယကလီမာကိုကျွန်တော်တို့ထိုင်ထသွားလာဒီညမှာဖတ်ပါနော်ဒါဆရာသခင်ကြီးတင်ပြတဲ့အမလီခုဖြစ်တယ်နော်နံပါတ်1ကနော်နမတ်နော်နံပါတ်1ကနမတ်နဖီနမတ်ဒီကိုအရှင်ကြီးဖတ်မယ်စိတ်ဓာတ်မှာဒွါလုပ်မယ်အဲ့တနိုင်ကျွန်တော်တို့ဆလာတူတစဘီဒီညမှာဖတ်ပြအောင်ကြိုးစားနော်နံပါတ်2ကကုရ်အာန်တီလာဝတ်နော်နံပါတ်3ကဒူအာမှာကိုယ်ကူလေတောင်းမယ်မူနာချာတီမကဘူလ်ကိုလည်းပဲအစနေအဆုံးတစ်ခေါက်ဖတ်နိုင်မယ်ပြီးနံပါတ်4ကနော်တတိယကလီမာနောက်တစ်ခုကတော့ကျွန်တော်ဖြည့်ဆွတ်ပြီးတင်ပြချင်တာကနော်ဒီဒူအာလေးပေါ့ဒါကတော့ကဒ်ညရဲ့အထူးဒူအာဖြစ်တဲ့တမန်တော်ကြီးဆလ္လာလဟ်အလိုင်ဆမ်ကိုဟာဒတ်အိုင်ရှာတကယ်မကရှောင်းတာယာရဆူလလာကျွန်မကဒ်ညကိုပြီးခဲ့ရင်ဘာဒူအာတောင်းတာလဲတမန်တော်တင်ပေးတယ်အလ္လာဟူမာအင်နကာအဖူဝန်တူဟီဘ်လ်အဖဝါဖာဖူအန်နီအတိတ်ကအလ္လာဟူမာယာအလ္လာအင်နကာမုချအရှင်မြတ်ဟာအဖူဝန်ခွင့်လွှတ်တော်မူသောအရှင်ဖြစ်တယ်တူဟီဘ်လ်အဖဝါခွင့်လွှတ်ခြင်းကိုလည်းပဲအင်မတန်နှစ်သက်တဲ့အရှင်ဖြစ်တယ်ဖာဖူအန်နီကျွန်တော်ကိုအလ္လာဟ်ရှမတ်တခင်ခွင့်လွှတ်တော်မူပါနော်ဒီတော့ဒီတော်ကိုလည်းပဲကျွန်တော်တို့ဒီညမှာနော်မဂရစ်အချိန်ဝင်ကြတဲ့ကိုကနေဝင်ပြီးကြတဲ့ကိုကနော်ကျွန်တော်တို့ဒီတော်ကိုလည်းပဲများစွာတောင်းနေပါဒီညကိုများစွာအီဘာဒတ်လုပ်ပြီးကျွန်တော်တို့ဖြတ်တန်းပါနော်တနိုင်ဒီညနော်လုံးဝနုံနုံချာချာနေမယ်မလဲတာလို့အိတ်ချင်းခဏတစ်ဖြုတ်အိတ်မယ်ဘာဖြစ်လို့လဲဆိုတော့နော်ရမ်ဇန်ကုန်ကန်နီးနေပြီနော်ဒီညလိုမျိုးကျွန်တော်တို့ထပ်ရဖို့ဆိုတာကနောက်တစ်နှစ်နေပြီးမှရနော်ဒါလည်းပဲတေးကြလားမတေးကြလားမပြောနိုင်
နောက်တစ်ခုကဘလို့မဆိုကျွန်တော်တို့ဒီရမ်ဇန်ရဲ့အခုဆိုရင်26ရက်ပြီးခဲ့ပြီအီဘာဒတ်ကောင်းကောင်းမလုပ်ဖြစ်ခဲ့ဘလို့မဆိုဒီညရဲ့အီဘာဒတ်တွေရဲ့အကြောင်းကံနဲ့အလ္လာဟ်တနာသွားရင်ကျွန်တော်တို့မဂ်ဖီရတ်ရသွားမယ်မဂ်ဖီရတ်ကစေးနဲ့မှာပါသွားမယ်ဒီညရဲ့အီဘာဒတ်တွေရဲ့အကြောင်းကံနဲ့ဒီညရဲ့အမလီတွေရဲ့အကြောင်းကံနဲ့ရမ်ဇန်မှာလုပ်ခဲ့တဲ့အမလီလည်းပဲကဘူလ်ဖြစ်သွားမယ်ပြီးတော့ဒီညကိုကျွန်တော်တို့တက်နိုင်သလောက်များမြောင်စွာအီဘာဒတ်တွေလုပ်ပြီးတော့ကုံဆုံးကြပါလို့ကျွန်တော်တိုက်တွန်းရင်းနဲ့ဒီကုန်းချုပ်ပါပါတယ်ဝါခီရူဒဝါနာအလ်ဟမ်ဒူလ لله رب العالمين